ဟာဒီအိမ်အောင်တဲ့တွေအတွက်အရန်မှကောင်းတော့တဏှာဘက်ကမတွေးပါနဲ့ဒီရိုးကျမ်းမာရေးဘက်ကတွေးပါတကယ်ကို main ကလေးတွေအတွက်ဒါအရန်ကိုလိုအပ်တယ်ဒီဥစ္စာလေးကကလေးမေမေတွေဆိုလို့ရှိရင်ကွာဥမာရိုးလေးထွက်တယ်အဲ့ရှင်စီမထိန်တယ်စီခဏခဏသွားတယ်ဆိုတဲ့အခါကြောင့်လို့ရှင်လေဒီဥစ္စာကျတော့တပူးဆိုတာနဲ့စီကအခါ20လောက်သွားရဲသူက10ခါလောက်ပဲသွားတာ3ပူးဆိုတာနဲ့လုံးဝပုံမှန် normal သွားတာဖြစ်သွားတယ်စီးသွားတာခဏစီးသွားတဲ့သူတွေလုံးဝလေပြဿနာတစ်ခုရှိမှမဟုတ်ဘူးကလေးမွေးထားတယ်ဆိုတာနဲ့အိမ်အောင်တယ်ဒီဟာလေးကိုသုံးဖြောင်းသုံးပါတို့မျက်နှာအတွက်တောင်သိမ့်ချီအကုန်ခံသေးရနော်ကိုယ့်ရဲ့ကျဲမာကြီးလည်းအရန်ကောင်းလာတဲ့အပြင်ကိုကိုယ့်ရဲ့အိမ်အောင်ကြီးရလည်းအရန်အဆင်ပြေလာလိုက်တယ်ကိုယ့်အတွက်ကောအမျိုးသားအတွက်ကောကိုယ့်ကျဲမာကြီးအတွက်ကောအိမ်အောင်ကြီးအတွက်ကောအရန်အဆင်ပြေတဲ့အရာတစ်ခုပါလို့ဒါမှမတူတယ်လို့မျိုးပေါ့နော်အရေးအကြောင်းကင်းတဲ့အဆက်ပြောက်ကင်းတဲ့ဖြစ်ဖို့ဆိုရင်အသားရည်သူ့ရထိန်းထိန်းထားတယ်လို့မျိုးပဲကိုယ့်ရဲ့မိမကိုလေးကိုအပြိုစင်လေးလိုချစ်လက်တယ်ဟုတ်လားအပြိုစင်လိုကျဲမာတဲ့မိမကိုလေးလိုချင်တယ်ဆိုလို့ရှိရင်ဒါတစ်လကို3ဘူး2လကို6ဘူးတေချာ3ပြီးတောက်တာမဟုတ်ဘူးဒီလိုထဲ့တဲ့နေရာကိုဓာတ်ရိုက်ထဲ့တာဖြစ်တဲ့အတွက်အဲ့နေရာမှာတစ်ခါတည်းထိရောက်သွားပြီးတော့နှာနဲ့ဆေးနဲ့ဓာတ်ရိုက်တွေ့တာဖြစ်တဲ့တက်တာအရမ်းမြန်တယ်ထိရောက်တာအရမ်းမြန်တယ်ခါလေးဥပမာ तू ကလေးထွက်ပါပြီဆိုကြတဲ့တာမန်လေးမထွက်ဘူး तू လေးထွက်နေတယ်တာမန်လူတွေကတနေ့ကိုစီးအခါ20မသွားဘူး तू ကအခါ20သွားနေဆိုကြတဲ့ तू ကဒီလိုမျိုးဖြစ်နေပြီငါ့ကိုဒီလိုဖြစ်နေပြီငါ့ကိုလုတ်ပေးတော့ဆိုရယ်ပြောတဲ့သဘောမျိုးပဲလीနော်